အခုမှပြလာကျွန်တော်တို့ကလည်းတင်းသက်ကပြားတဲ့တော့ဇာတ်ဥလေးဖြီလို့ရတယ်နော်ဒီကတော့ဇာတ်ဥလေးဖြီလို့ရတယ်သမတ်တော်စီတော်ကျွန်တော်ခုဒီကစီလေးတွေတိုးပြီးနော်စီကပြေးဒီလေးကိုတော့ဘောဓဘာသာအိမ်တော်ဆရာတော်ကြီးဟာနောက်ကျတော့တာတိတန်တော်ဒီရာဇာတ်ပါနေဒီတော်တို့ကဒါပါတော့ဘရောပါဒီနေ့မှာလေဒါကသူတော်ကြီးသူလာမဏိဒေရောမြတ်ကြီးရဲ့ဘုန်းကြီးတော်ရှင်ခဏခဏမှာသေဥစ္စာအမိတ်တော်လာလို့ရုပ်ဖပူဇော်ပေးမှဖြစ်ပါလေဗျာသောနာဘောမိမင်္ဂလာသံဃာတော်ဘိဒ္ဓရာဘောပရမောတုခောသောနာမင်္ဂလာမာဂမိနမန္တိသောနာဘောမိမင်္ဂလာအတိဝေဒနာကျင်းရဘုဒ္ဓမေသနဝရဧတေနာသာဝေတေနာသတိတေဟောတိတေယမင်္ဂလာသောနာဘောမိမင်္ဂလာသံဃာတော်ဘိဒ္ဓရာဘောပရမောတုခောသောနာမင်္ဂလာမာဂမိနမန္တိသောနာဘောမိမင်္ဂလာအတိဝေဒနာကျင်းရဒေါမေသနဝရဧတေနာသာဝေတေနာသတိတေဟောတိတေယမင်္ဂလာသောနာဘောမိမင်္ဂလာသံဃာတော်ဝိဒရောဟောပရမောတုခောသောနာမင်္ဂလာမာဂမိနမန္တိသောနာဘောမိမင်္ဂလာအတိမေတရဏအင်းညဘုဒ္ဓမေတရဏဝရံဧတေနာသစ္စာဝေဒေနာသုတိတေဟောတုတေယမင်္ဂလာဒီကတော့တို့ဉာဏ်တဘာသူတို့ပရဏကိုကိုရလက်ထိမရှိဟုတ်တော့တရားစီကဒီကျွန်တော်တို့တရဏကိုကိုရဟုတ်တော့တရားစီကဒီ